ကျွန်တော်ပရိသတ်လိုကြောင်းလဲရှိပြပြုံးပြမဲပြဘူးတဲ့နော်မလို့သူတွေဆဲလဲပဲနော်လူသူတွေအားပေးရင်ပြောပြည်သူတွေပြုံးဖို့အတွက်နော်ရည်စရာတွေစဉ်းစားတွေးခေါ်ရင်မရွှင်ပြောပြလုံးလေးတွေပြတ်နေစင်မောမပြေဘဝမောတပုတ်ကိုတတ်တဲ့တင်ငါပြောတော့ဆက်လူတိုင်းရဲ့ဖို့လူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်လူရှင်ငါပြောလူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ပရိသတ်လိုကြောင်းလဲရှိပြပြုံးပြမဲပြဘူးတဲ့နော်မလို့သူတွေဆဲလဲပဲနော်လူသူတွေအားပေးရင်ပြောပြည်သူတွေပြုံးဖို့အတွက်နော်ရည်စရာတွေစဉ်းစားတွေးခေါ်ရင်မရွှင်ပြောပြလုံးလေးတွေပြတ်နေစင်မောမပြေဘဝမောတပုတ်ကိုတတ်တဲ့တင်ငါပြောတော့ဆက်လူတိုင်းရဲ့ဖို့လူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ကျွန်တော်ရည်နေရင်ပရိသတ်ကြီးလဲပြုံးလျက်ပဲနော်ကျွန်တော်ကိုနေလဲသူတို့ပြုံးလို့ပြောဘဝကလူရှင်တော်အလားပမစင်နိုင်နော်ရင်မခံစားရတဲ့အနာတရားလေးများပေါ်ရည်စရာတွေပြောပြလို့နော်ဘသူပြုံးလို့ဘေးနာကဖော်လို့ပေးမလဲနော်ကျောက်ကိုလူရှင်တော်ရုပ်လေးပါဟုတ်တယ်လေအကိုကလူရှင်တော်ဆိုတော့အမှတ်တရပြအောင်ကိုလူရှင်တွေကလေးပေးတာဘာအတွက်ဘာမှမရှိတဲ့ခါကြလို့ရှင်ကိုခန္ဓာမှာမြဲတမ်းထားလေရုပ်ကလေးကိုတွေ့ရင်တော့မြဲတမ်းမသိရဘူးပေါ့လူရှင်ငါပြောလူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ပရိသတ်လိုကြောင်းလဲရှိပြပြုံးပြမဲပြဘူးတဲ့နော်မလို့သူတွေဆဲလဲပဲနော်လူသူတွေအားပေးရင်ပြောပြည်သူတွေပြုံးဖို့အတွက်နော်ရည်စရာတွေစဉ်းစားတွေးခေါ်ရင်မရွှင်ပြောပြလုံးလေးတွေပြတ်နေစင်မောမပြေဘဝမောတပုတ်ကိုတတ်တဲ့တင်ငါပြောတော့ဆက်လူတိုင်းရဲ့ဖို့လူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ကျွန်တော်ရည်နေရင်ပရိသတ်ကြီးလဲပြုံးလျက်ပဲနော်ကျွန်တော်ကိုနေလဲသူတို့ပြုံးလို့ပြောဘဝကလူရှင်တော်အလားပမစင်နိုင်နော်ရင်မခံစားရတဲ့အနာတရားလေးများပေါ်ရည်စရာတွေပြောပြလို့နော်ဘသူပြုံးလို့ဘေးနာကဖော်လို့ပြီးမလဲနော်